အားလုံးမင်္ဂလာပါရှင်အခုကဝေဖက်ရှင်ဒီဇိုင်းကနေပြန်လဲကျဆလိုက်ပါရရှင်အခုကကြတော့ကချင်ရိုးရလေးနဲ့မိတ်ဆက်ပေးချင်လို့ပါရှင်ဒီမှာပါရှင် traveling လေးနဲ့လုပ်ပေးထားပြီးတော့ပေါ့နော်ဖယ်ဖန်လေးနဲ့လုပ်ပေးထားပါတယ်ရှင်အမိတ်ကလေးတွေကိုလည်းပေါ့နော်အလားအသားမဖြစ်ပဲနေအောင်လို့ထွင်ပေးထားပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်နောက်ဆိုလည်းမိတ်ဆက်ပေးပါမယ်ရှင်နောက်တစ်စုံနဲ့ပြန်လဲဆွလိုက်ပါရရှင်ဒါလေးကကြတော့အမိတ်ကလေးတွေကိုရှေ့မှာထည့်ပြီးတော့ပေါ့နော်ရင်ဆိုင်အတုကလေးလုပ်ပေးထားပေါ့နော်အနောက်ကဇင်းနဲ့ပါရှင်ပိတ်စလေးနဲ့ပေါ့နော် accessory လေးတွေလုပ်ပေးထားပါရရှင်အဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ရှင် La 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 Maze taze khano